အာဂါသာရဲ့ပထမဆုံးရောက်ခဲ့တဲ့လှုပ်ဝက်စွာနဲ့လက်ပတ်နိုင်စတာမန်စကီလူသားတွေတမိုင်းမှာအာဂါသာရဲ့ပထမဦးဆုံးရောက်ရှိခဲ့တဲ့ရုရှားအာဂါသရင်မှုယူရီကာကဝတ်ဆင်သွားခဲ့တဲ့နိုင်ဖြစ်ပါတယ်1916ခုနှစ်မှာသူနဲ့လူအာဂါသာရဲ့ကိုလိုက်ပါသွားခဲ့ပါတယ်ထူးခြားချက်ထိုခေတ်ကနိုင်ကုမ္ပဏီတွေကအာဂါသာရဲ့ဝတ်ဆင်နိုင်မဲ့နိုင်တွေကိုပြန်လည်ပြုစုနာလုပ်နေကြတဲ့အချိန်မှာရုရှားနိုင်ငံစစ်တပ်သုံးအလုံးသဖြင့်လေသူရဲအတွက်ထုတ်လုပ်ထားတဲ့စတမန်စကီနိုင်ကိုပဲယူကာကရိုးရိုးရှင်းရှင်းဝတ်ဆင်သွားခဲ့ပါတယ်ထူးဆန်းတဲ့သမိုင်းအာဂါသရဲ့တဆွဲအားမဲ့အခြေအနေ0 gravity ရဲ့ပြင်းထန်တဲ့ဒုက္ခမှုတွေကြားမှာဒီစပတ်နိုင် Martian Watch ကတိကျစွာဆက်လက် level နိုင်ပါမလားဆိုတာထိုခေတ်ကဘယ်သူမှသိချင်မသိခဲ့ကြပါဘူးဒါပေမဲ့နိုင်ရဘာပြဿနာမှမရှိပဲကမ္ဘာမြေပေါ်အောင်မြင်စွာပြန်ရောက်လာခဲ့အာဂါသသမိုင်းမှာလက်ပတ်နိုင်ဖြစ်လာခဲ့ပါတယ်ကျေးဇူးတင်ပါတယ်